ကဲအားလုံးပဲမင်္ဂလာပါ Voice of Touch ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော် review video လုပ်ပေးတော့မှာမဟုတ်ဘူးဒါကအခုဒီနေ့ video ကတော့ကျွန်တော်2025နှစ်ကုန်အခုချိန်မှာကျွန်တော်တို့မဝယ်သင့်တော့တဲ့ second phone တွေအကြောင်းကိုကျွန်တော်ပြပြပေးသွားမယ်အဲ့တော့ဘယ် phone တွေကမဝယ်သင့်တော့လဲဆိုတော့ကျွန်တော်တို့အတူတူအဆုံးထိကြည့်ကြည့်လိုက်အောင်အရင်ဆုံးကျွန်တော်တို့ဘယ်ဖုန်း brand ကိုကျွန်တော်အရင်ပြောပြပေးမယ်ဆိုတော့ကျွန်တော်တို့နိုင်ငံတော် brand ဖြစ်တဲ့ဒါ Redmi Xiaomi ပေါ့နော် Redmi ဆိုလို့ရှိရင်ကျွန်တော်တို့ K series ရှိမယ် K series ဆိုလို့ရှိရင်ကျွန်တော်တို့ခုချိန်မှာ K30 တို့ဘာလို့ဒါဒီချိန်မှာမဝယ်သင့်တော့ဘူးပြီးတော့ original လုံးဆိုတာလည်းဒီချိန်မှာကမရှိနိုင်တော့ဘူးပေါ့နော်ကျွန်တော်တို့ဘယ်လောက်ပဲရိုးရိုးတည်တည်သုံးသုံးအနည်းဆုံးကတော့ဒါ battery ကတော့လဲထားတဲ့လဲထားပြီပေါ့နော်K30 ကတော့လုံးဝမဝယ်သင့်တော့ဘူးပြီးတော့ K30 Ultra ပေါ့နော်အခုလည်းမဝယ်သင့်တော့ဘူးပြီးတော့ K40 တော့မှတော်တော်လေးကိုရွေးချယ်စီစစ်ပြီးတော့ဝယ်မှာပဲအဆင်ပြေမှာပေါ့နော်ဖြစ်နိုင်ရင်တော့ K30 series ကတော့လုံးဝကိုမဝယ်သင့်တော့ဘူးပြီးရင်ကျွန်တော် Xiaomi ဆိုလို့ရှိရင်ဒါ Xiaomi ကျွန်တော်တို့ Xiaomi 10တို့ Xiaomi 9တို့ပေါ့နော်ဒါတွေဒီ series တွေကျွန်တော်တို့မဝယ်သင့်တော့ဘူးပြီးတော့ဒါ display error တက်တဲ့အဲ့ဒါလည်းအတက်များတဲ့ဖုန်းတွေပေါ့နော်ဖုန်းတွေဖြစ်တော့မဝယ်သင့်တော့ဘူးပြီး CB ဆိုလို့ရှိရင်လည်းကျွန်တော် CB1 တို့ 1S တို့ကခုချိန်မှာဒါ user လုံးကတော့ရှိသေးတယ်တခြားလေးတော့ရွေးချယ်ပြီးတော့ဝယ်ရနိုင်မယ်ဖြစ်နိုင်တော့လည်းကျွန်တော်ကတော့ CB2 တော့ကိုပဲတက်ပြီးတော့ဝယ်ခြင်းတယ်ပြီးတော့ကျွန်တော် Redmi မှာကျွန်တော် Redmi A series ဆိုလို့ရှိရင်လည်းအခုချိန်မှာကျွန်တော် Redmi 9A 10A ကဒါမဝယ်သင့်တော့ဘူးပေါ့နော်မဝယ်သင့်တော့ series မှာပါတယ်ပြီးလို့ရှိရင် C series မှာဆိုလို့ရှိရင် Redmi 10C 12C တွေမဝယ်သင့်တော့ဘူးအနေနဲ့ကျွန်တော် 30C လောက်ကနေပဲစပြီးတော့ဝယ်သင့်တော့ရပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ Redmi A3 A5 ဒီကောင်လေးလောက်က A5 လောက်က A3 လောက်ကပဲစပြီးဝယ်သေးကျွန်တော်ရပေါ့နော်ဒါတွေက Redmi မှာမဝယ်သင့်တဲ့ series တွေကပါတယ်ပေါ့နော်နောက်တဲ့ brand တစ်ခုကဒါ Vivo ပေါ့နော် Vivo ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါ Y series ဆိုလို့ရှိရင်ဒါ Vivo Y28 လောက်ကနေပဲကျွန်တော်တို့ဝယ်သင့်တော့ပေါ့အဲ့ဒီနောက်ပိုင်းအဲ့ဒီနောက်က series တွေဆိုလို့ရှိရင်ကျွန်တော်တို့ဒါမဝယ်သင့်တော့ဘူးဒါဝယ်မယ်ဆိုလို့ရှိရင်လည်းတေချာလေးစီစစ်ပြီးတော့တေချာစိတ်ချရတဲ့ဆိုင်မျိုးမှာပဲရွေးပြီးတော့ဝယ်စေချင်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ Vivo V series ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါအခုချိန်မှာVivo V23 တို့ဘာလို့ဒါV23 ကတော့ဒါတေချာလေးစမ်းသပ်ပြီးတော့တေချာလေးရွေးပြီးတော့ဝယ်လို့ရတယ်အဲ V23 နောက်ပိုင်း series အရင် series တွေကတော့ကျွန်တော်တို့လုံးဝကိုလဲမကြည့်သင့်တော့ဘူးမရွေးချယ်သင့်တော့ဘူးလို့ပြောလို့ရတယ်ပေါ့နော်ဒါကတော့ Vivo ရဲ့ Vivo မှာမဝယ်သင့်တော့တဲ့ဖုန်းတွေပေါ့အခုတစ်ခါ brand ကတော့ဒါ Oppo ပေါ့နော် Oppo ဆိုလို့ရှိရင်ကျွန်တော် Oppo A series မှာကျွန်တော် Oppo A18 တို့ဘာလို့ A15 တို့ဘာလို့ဆိုမဝယ်သင့်တော့ဘူးဒါအဲ့ဒီနောက်ပိုင်း series တော့မှကျွန်တော်တို့ Oppo A88 တို့ဘာလို့တော့ပဲပေါ့နော်ဒီကောင်လေးလောက်ဆိုရင်တော့အဆင်ပြေသေးရပေါ့နော်အဲ့နောက်ပိုင်းအဲ့ဒီရှေ့ series တွေကတော့မဝယ်သင့်တော့ဘူး Oppo မှာကျွန်တော် Reno series ဆိုလို့ရှိရင်လည်းကျွန်တော် Reno 5တို့ Reno 4တို့ကဒါကျွန်တော်တို့မဝယ်သင့်တော့ဘူးဒါခုချိန်မှာ original လုံးဖြစ်ဖို့ကတော်တော်လေးကိုခင်းသွားပြီတော်တော်လေးကိုရှားသွားပြီဆိုတော့ဒါ Reno 5တို့ဘာလို့ကတော့မဝယ်သင့်တော့ဘူးပေါ့နော်နောက်တော့ကျွန်တော် Reno ဒါ China လုံးဆိုလို့ရှိရင်ကျွန်တော်တို့ Reno 8တို့ဘာလို့ရှိမယ်ပြီးရင်ဒါ Reno 10တို့ဘာလို့ရှိမယ်ကျွန်တော် official global ဝင်ခဲ့တာဆိုလို့ရှိရင် Reno 11တို့ဘာလို့ရှိမှာပေါ့နော်ဒါအဲ့ series တွေလောက်ကနေပြီးတော့ဖြစ်နိုင်တော့အဲ့ series တွေလောက်ကနေပြီးတော့ပဲဝယ်စီခြင်းနဲ့ဒါတော့ Oppo မှာကျွန်တော်မဝယ်သင့်တော့တဲ့ဖုန်းတွေပါအခုတခါတော့ဒါ Infinix brand ပေါ့နော် Infinix brand မှာဆိုလို့ရှိရင်ကျွန်တော်တို့ Hot series နဲ့ဒါ Note series နဲ့ဒါတစ်မျိုးရှိတယ်ပေါ့နော် Hot series မှာဆိုလို့ရှိရင်ကျွန်တော်တို့ဟိုနောက်ထွက်ခဲ့တဲ့ Hot 11S တို့ဒီကောင်လေးဆိုလို့ရှိရင်ကျွန်တော်မဝယ်သင့်တော့ဘူးHot 30တို့ဘာလို့တော့မှဒါကျွန်တော်တို့ဒါတော်တော်လေးကိုရွေးချယ်ဝယ်ယူရမယ့်ထဲမှာပါသွားပြီပေါ့နော်ပြီးတော့ Note series မှာဆိုလို့ရှိရင်လည်းဒါ Infinix Note 12 series Note 12တို့ပေါ့ဆိုတာမဝယ်သင့်တော့တဲ့ထဲမှာပါသွားပြီနောက်ဆုံးဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Note 30 Note 40လောက်ထိကနောက်ဆုံးထားပြီးဝယ်တာပို့ပြီးတော့ကောင်းနေမှာပေါ့နော်နှုတ်တာတီတောင်မှအခုချိန်မှာကျွန်တော်တို့ original အလုံးတွေကရဖို့မလွယ်တော့ဘူးအဲ့တော့ကျွန်တော်တို့ဝယ်မယ်ဆိုရင် Note series မှာ Infinix Note 30လောက်ကနေ Note 40လောက်ကနေစပြီးတော့ဝယ်တာကိုပို့ပြီး recommend ပေးတယ်ဒါတော့ Infinix မှာမဝယ်သင့်တော့တဲ့ဖုန်းတွေအကြောင်းပါပြီးလို့ရှိရင်ဒါ Tecno ပေါ့နော် Tecno ဆိုလို့ရှိရင်ကျွန်တော်တို့ဒါ series ကပိုပါ series ရှိတယ် Tecno Camon series ရှိတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ Tecno မှာ Tecno Spark series ရှိတယ်ပေါ့နော် series 3ခုရှိတယ် Spark series မှာဆိုလို့ရှိရင်ကျွန်တော်တို့အခုချိန်မှာမဝယ်သင့်တော့တာကကျွန်တော်တို့ Spark 10တို့ဘာလို့ပေါ့နော်ဒီကောင်လေးမဝယ်သင့်တော့ဘူးအခုချိန်မှာတော့ကျွန်တော်လုံးပြဖို့မလွယ်တော့တော့ဘူးစက္ကန့်နေနဲ့မဝယ်သင့်တော့ဘူးပြီးလို့ရှိရင်ကျွန်တော်တို့ Tecno Camon series မှာဆိုလို့ရှိရင် Camon 70တို့ Camon 18တို့အဲဒီကောင်လေးဆိုလို့ရှိရင်ကျွန်တော်တို့မဝယ်သင့်တော့ဘူးပေါ့နော်ပြီးတော့ Popa series မှာဆိုလို့ရှိရင်ကျွန်တော် Popa 3တို့ဘာလို့ဒီချိန်မှာကျွန်တော်တို့မဝယ်သင့်တော့ဘူးဘာလို့ original မဖြစ်နိုင်တော့ဘူးပေါ့နော် original လုံးရောက်မလွယ်တော့ဘူးအဲဆုံးဝယ်မယ်ဆိုရင် Popa 5လောက်ကနေစပြီးတော့ဝယ်ခြင်းနဲ့ Spec ဆိုလို့ရှိရင်လည်းကျွန်တော်တို့ Spec 20 series လောက်ကနေပြီးတော့စပြီးတော့ဝယ်ခြင်းနဲ့ပြီးတော့ကျွန်တော်တို့ပြီးတော့ Camon ဆိုလို့ရှိရင်လည်းကျွန်တော်တို့ Camon 20 Pro လောက်ကနေစပြီးတော့ဒါဝယ်ခြင်းနဲ့ပေါ့နော်ဒါတော့ Tecno မှာကျွန်တော်တို့မဝယ်သင့်တော့တဲ့ series တွေပါဒီခါတော့ကျွန်တော်တို့ရဲ့
Google ဘန်းကန်ထားတဲ့ Huawei ပေါ့နော် Huawei ဆိုလို့ရှိရင်ကျွန်တော် Y series လည်းရှိတယ် Nova series လည်းရှိတယ်ပြီးတော့ကျွန်တော်သူရဲ့ Mate series တွေ P series တွေလည်းရှိတယ်ပေါ့နော်ဒီချိန်မှာအရင်က Mate series ကိုပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီချိန်မှာ Huawei Mate 20 series ကိုတော့ကျွန်တော်ကတော့တိတ်သဘောမကျချင်တော့ဘူးဒါပေမဲ့တေချာလေးလုံးကောင်းတဲ့ဟာလေးရှိရင်တော့ရှိသေးတယ်ပေါ့နော်လုံးဝမဝယ်သင့်တော့တာကျွန်တော် Mate 10 series ကတော့လုံးဝကိုမဝယ်သင့်တော့ဘူးပြီး P series မှာလည်းကျွန်တော် P20 တို့ဘာလို့မဝယ်သင့်တော့ဘူး Huawei P30 Pro မှာကျွန်တော်တို့ဒါ shade ရိတ်ကင်းတဲ့ဖုန်းဆိုတာကတော်တော်လေးကိုရှားသွားပြီP30 Pro မှာဖြစ်တော့ဗောနော်ဖြစ်နိုင်ကျွန်တော် P40 series လောက်ကနေစပြီးတော့ဝယ်သေးခြင်းနဲ့ Mate ဆိုလဲ Mate 30 series လောက် Mate 40လောက်ကနေစပြီးတော့ဝယ်သေးခြင်းနဲ့ပြီးတော့နောက်တစ်ခုက Huawei Nova series ဆိုရှင်ဒီချိန်မှာ Huawei Nova 7 series တွေကိုကျွန်တော်က recommend မပေးချင်တော့ဘူးဒါ Nova 8 series တွေ recommend မပေးချင်တော့ဘူးဗောနော် Nova 7 ကတော့ဒါလုံးဝကိုဝယ်တင်တော့တဲ့ series တွေမှာပါနေပြီပြီးတော့ Nova Y series ဆိုလို့ရှိရင်ကျွန်တော်ရင်တော့တွက်ခဲ့တဲ့ Nova Y 190လို့ပါတော့နော် 190 87ပေါ့ဒီကောင်တွေဆိုလို့ရှိရင်ကျွန်တော်တို့မဝယ်တင်တော့တဲ့ series တွေမှာပါသွားပြီเนาะပြီးလို့ရှိရင်ကျွန်တော် Nova series ကပါရှိအောင်ကျွန်တော်ဟိုရင်တော့ Y9A လို့ပါတော့ဒီကောင်တွေဆိုလို့ရှိရင်ကျွန်တော်လုံးဝကိုမဝယ်တင်တော့ဘူးဒီချိန်မှာကျွန်တော်တို့ error အများကြီးနေပေါ့နော် original လုံးတွေဖြစ်ဖို့မဖြစ်နိုင်တော့ဘူးပေါ့အခုချိန်မှာတော့အဲ့ဒါတွေကကျွန်တော် Huawei မှာမဝယ်တင်တော့တဲ့ series တွေပါအခုပြောပြပြီးမှကျွန်တော်တို့ Apple ပေါ့နော် Apple မှာဆိုလို့ရှိရင်ကျွန်တော်တို့အခုချိန်မှာ iPhone 8 တို့ Pro 8 တို့ပါတော့ကျွန်တော်လုံးဝမဝယ်သင့်တော့ဘူး Pro 8 တို့ XS Max တို့ပါတော့ဒါဒီချိန်မှာမဝယ်သင့်တော့ဘူးနောက်ဆုံးကျွန်တော်တို့ဝယ်မယ်ဆိုရင်တော့iPhone 12လောက်ကနေပဲကျွန်တော် recommend ပေးခြင်းနဲ့ iPhone 12တော့မှာကျွန်တော်တို့ဒါ original battery နဲ့အလုံးမျိုးရဖို့ဆိုတော့တော်တော်လေးကိုရှားသွားပြီဖြစ်နိုင်တော့ဒါ iPhone 12တောင်မှဒါကျွန်တော်တို့တေချာလေးစိတ်ချရတဲ့ဆိုင်မျိုးစိတ်ချရတဲ့စကန်ရောက်နေသူစီကနေဝယ်တာပဲပို့ပြီးတော့ recommend ပေးတယ်။ channel သူရှိရ10 series တွေ XMS တွေဘာတွေကတော့ XR တွေဘာတွေကတော့ကျွန်တော်တို့ဒီချိန်မှာမဝယ်သေးချင်တော့မဝယ်သင့်တော့တဲ့ series တွေမှာပါသွားပြီလို့ပြောလို့ရတယ်။ဒါတော့ iOS Apple မှာဒါမဝယ်သင့်တော့တဲ့ series တွေပါ။ခုက brand ကတော့ဒါ Samsung ပါ Samsung မှာဆိုလို့ရှိရင်ကျွန်တော်တို့ Samsung A03 တို့เนาะကျွန်တော်တို့A03 တို့ A30 တို့ပြီးတော့ A50 A52 A90 ပေါ့နော်ဒီကောင်တွေဆိုလို့ရှိရင်ကျွန်တော်တို့မဝယ်သင့်တော့တဲ့ series တွေကပါသွားပြီတော်တော်လေးကြာခဲ့ပြီပေါ့နော်ပြီးတော့မှန် error တက်နိုင်ကြီးရှိတဲ့ဟို series တွေလည်းဖြစ်တယ်ပြီးတော့ကြာခဲ့ပြီဆိုတော့ဒါအနည်းဆုံးတော့ကျွန်တော်တို့မှန်က shade တွေအရေးတွေထားတာမျိုးဒါကြုံနေတတ်တယ်ပေါ့နော်ပြီးတော့ Samsung မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါ Note 20 Ultra တွေပါဆိုတော့အခုချိန်မှာမဝယ်သင့်တော့ဘူးဘာဖြစ်မှန်ကျွန်တော် Grand Line error လည်းအများများခဲ့တဲ့ဖုန်းတွေလည်းဖြစ်တယ်ပြီးတော့မလို့ဒါဒီချိန်မှာမဝယ်သင့်တော့ဘူးNote 10 Plus တို့ပါဘောနော်ဒီကောင်တွေဆိုလည်းမဝယ်သင့်တော့တဲ့ series တွေပါသွားပြီပြီးတော့ကျွန်တော် Samsung S series မှာဆိုလို့ရှိရင်ကျွန်တော် S23 Ultra လောက်ကနေစပြီးတော့ပဲဝယ်သေးကျွန်တော်လည်းဒါ23 Ultra မှာခုချိန်မှာကျွန်တော်တို့ Grand Line ပြဿနာတွေ 120Hz error တွေဖြစ်တာတွေ့နေရတယ်ပေါ့နော်ကိုကပတ်သက်နိုင်တဲ့လူဆိုလို့ရှိရင်တော့ S24 Ultra လောက်က24 series လောက်ကနေစပြီးတော့ဝယ်သေးခြင်းနဲ့ဒါတော့ Samsung series မှာကျွန်တော် Samsung မှာမဝယ်သင့်တော့တဲ့ series တွေပါပြီးတော့ကျွန်တော်တို့ဒါ Huawei ရဲ့ဒါမိတ်ဖက်လည်းပြောလို့ရတယ်သူတို့ဒါညီကိုလို့လည်းပြောလို့ရတယ်ဒါ Honor brand ပေါ့နော် Honor ဆိုလို့ရှိရင်ကျွန်တော်တို့အခုချိန်မှာမဝယ်သင့်တော့တဲ့ series တွေမှာက Honor A7 series ရဲ့ရှိပြီဆိုလို့ရှိရင်ကျွန်တော်တို့လုံးဝမဝယ်သင့်တော့ဘူးလုံးဝမဝယ်သင့်တော့ဘူးပြီးလို့ရှိရင် Honor မှာကျွန်တော်တို့ Honor number series ဆိုလို့ရှိရင်လည်းကျွန်တော်တို့ Honor 60ဒီကောင်လေးတက်ရှိ series တွေဆိုလို့ရှိရင်ဒါကျွန်တော်မဝယ်သင့်တော့ဘူးပြီးလို့ရှိရင် Honor မှာကျွန်တော် Magic series ရှိမယ် Magic ဆိုလို့ရှိရင်လည်းကျွန်တော်တို့ Honor Magic 3လို့ဘာလို့ကတာအခုချိန်မဝယ်သင့်တော့ဘူး Magic 4 Pro 4လောက်ကပဲဖြစ်နိုင်တော့ဒါ4လောက်ကပဲစပြီးတော့ဝယ်သေးခြင်းတယ်ပေါ့နော်အဲ့ဒီနောက်ပိုင်း series တွေကတော့အဲ့ဒီရှေ့ series တွေကတော့အခုချိန်မဝယ်သင့်တော့ဘူးလို့ပြောရရတယ်ဒါကတော့ Honor ရဲ့မဝယ်သင့်တော့တဲ့စီးရင်တွေပါဆိုတော့ဒါအခုကျွန်တော်ပြပြပြီးသွားတာကဒါကျွန်တော်ရဲ့အမြင်နဲ့ကျွန်တော်ရဲ့အတိနဲ့ဒါကျွန်တော်မရွေးသင့်တဲ့ဖုန်းတွေအကြောင်းကိုကျွန်တော်ပြပြပြီးသွားတာဒါကကျွန်တော်ရဲ့အမြင်တီးတန့်ဖြစ်တဲ့ကြောင့်မလို့ကိုလူတို့ရဲ့အမြင်တွေကိုလူတို့ရဲ့အတွေ့အကြုံနဲ့လွဲကောင်းလွဲနေနေမယ်လိုအပ်ချက်တွေလည်းရှိကောင်းရှိနေမယ်အဲတော့လိုအပ်ချက်တွေရှိခဲ့ရင်လည်းဒါဖြည့်ဆွက်ပြီးတော့ကြည့်ပြပါလို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့ဗီဒီယိုတွေကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကြည့်ရှုအားပေးကြတဲ့ကျွန်တော်တို့ဒိုးရောက်ချင်နေတယ်အောင်ကျေးဇူးအများကြီးတင်ရှိပါတယ်ဗျ